ကိုလူရမြင်တဲ့အတိုင်းပဲဒီနေရာဟာနင်းနေနေပဲပြည့်နေပြီးတော့တကယ်ပြောင်းနေရည်တစ်ခုပါ Minecraft Frozen Flat လို့လည်းလူသိများကြတဲ့ကဘာတစ်ခုပါအဲ့ဒီကဘာမှာထူးဆန်းစွာနဲ့ရွာလေးတွေတည်ရှိနေကြပါတယ်ကျွန်တော်ကအဲ့ဒီရွာလေးနဲ့အနီးနားတစ်ဝိုင်းမှာနေထိုင်တာပါဒါပေမဲ့ဒီလိုကဘာကြီးထဲမှာကြောက်စရာအိမ်မက်ဆိုးတွေလည်းဒီရှိချက်စားလို့နေပါရဲ့ဗျာဘာကောင်းနေလဲဆိုရင်တော့ကျွန်တော်မပြောတော့ပါဘူးနောက်ပိုင်းကျကိုလိုတည်ရပါလိမ့်မယ်ကျွန်တော်ဒီအပိုင်းမှာကြီးကိုတကောင်တောင်အပီးတိုင်ချင်မွန်းနိုင်ခဲ့တယ်အဲ့တော့ဘာကောင်းဖြစ်မလဲโอเคကျွန်တော်တို့wall ထဲကိုရောက်လာပြီဗျဒီ wall ထဲမှာကျွန်တော်တို့တိုင်ဟလာပါတဲ့ wall တစ်ခုရမဟုတ်ဘူးဗျကျွန်တော်တို့တခြားမကောင်းဆိုးရည်လည်းအများကြီးရှိဘူးအဲ့တော့ဒါကတော့ကျွန်တော်ရဲ့တဲခိုတဲ့နေရာနဲ့တူတယ်ဆိုတော့ကျွန်တော်စီမှာတမမြေပုံလေးတွေရှိတယ်ဟောဒါကြမြေပုံကိုပါတော့ကိုလိုက်ရှာမှလည်းတူတယ်ကျွန်တော်ထင်တော့ဒါမြေပုံဒီတိုင်းရှာဖို့တက်ပင်နဲ့တူပါတယ်လူမြေဆိုမဲ့တက်ပင်တွေရှိရကြရန်ကိုဆင်ပြေရဗျဆိုတော့ဟိုနားမှာလည်းကျွန်တော်ရွာတွေ့တယ်ကိုလူတွေ့လာတော့မသိဘူးအဲ့ဒီရွာစီကိုကျွန်တော်အရင်သွားကြမယ်ဗျဆိုတော့အဲ့ရွာမှာ Iron Golem လေးပါလိမ့်ရှင်ကောင်းပါပြီဆိုတော့ဒီကောင်တွေကိုနေနေဖို့လည်းကျွန်တော်ထောင်ချောက်တွေပါတယ်နောက်ပိုင်းကျဆင်းရမှာအဲ့တော့what ခုမှစားရလေကျွန်တော်ဆောနာအဲ့လိုမျိုးမှောင်သွားတာဘာဖြစ်တော့ဘာမှမဖြစ်ပါစေနဲ့ဆိုတော့ဆိုတော့ကျွန်တော်ရွာဘက်ကိုသွားမယ် Hello villagers Iron Golem လေးရှိဆိုတော့ဒီမှာတစ်ပင်လေးခေါ်လိုက်မယ်ဗျာဆိုတော့သူက spirit တစ်ပင်တွေပဲပေါ်တယ်ကျွန်တော်ကြိုက်တဲ့တစ်ပင်မျိုးစားတော့မဟုတ်ဘူးပေါ့သူ့မွေးရမှာဘာလို့တောင်းမလဲဆိုတော့ဒီနားမှာကျွန်တော်ဟီဘဲတွေတွေ့ရပါတော့ဟီဘဲတွေကကျွန်တော်ယူရမယ်အဲ့လိုမျိုးဟီဘဲတွေကယူပြီးမှကျွန်တော်ပေါင်မုံလုပ်ပြီးစားရမယ်ပေါ့နော်ပေါင်မုံလုပ်ပြီးစားရတကယ်အလွယ်ကူဆုံးပဲဘာလို့လဲဆိုတော့တခြားအသားတွေငါးတွေကျိုးနေရလေးတွေချက်နေရတယ်ဆိုတော့ပေါင်မုံလုပ်စားတာပိုကောင်းမယ်ထင်တာပဲအဲ့ကြကျွန်တော်ကတော့ရွာမှာတွေ့မြအကုန်ကုန်းစင်းနေโอเคဆိုတော့သူအစားနဲ့ရမ်းကိုရှာတယ်ပေါ့နော်အခုလိုအေးခဲတဲ့ယာလီဥတူကြီးမှာဗျာဒီမှာပါရှိတော့တခါလေးပြန်ပစ်ခဲ့အဲ့မှာစီကန်းရှိတာဟောဟေဘဲရှိကောင်းပါဟေဘဲရှိတော့ဒီမှာ touch ယူလိုက်မယ်တခုကကြာပါ what okay တော့ယူလိုက်မယ် okay ဒီအောင်ကျွန်တော်ပြန်ပြီးတော့ဘယ်ဘက်လက်မှာကန်လို့ရတဲ့ဟာပြန်ပြောအောင်ဟေ့အောင်တခါကြီးကဘလူးကြီးတော့တခါကြီးโอเคဆိုတော့ပြောင်းမယ်ဘယ်လိုပြောင်းရမလဲနေလေးကျုပ်တစ်သားပါတခါတည်း inventory တက်ဝင်ပြီးတာဆိုတော့တခါတည်းတစ်သားလေးပါဟိုကလေးပြောင်းလိုက်မယ်ချိုးလေးပါလေးတက်โอเคဆိုတော့ level လိုက်မှာကင်နဲ့မိတိုင်းတော့ရပြီ what fuck what happened ကျုပ်အဲ့လိုမောင်သွားရအဆင်မပြေဘူး what ကျုပ်ချင်းမှလည်းဟေးပဲတွေ့တူးလိုက်မှာဗျာဆိုတော့ဟေဘဲကတော့ကျွန်တော်ရတဲ့တော့ရပြီပေါ့နော်အဲကြတော့ကျွန်တော်လိုအပ်တဲ့ item တွေရအောင်တော့ crafting တွေပဲလုပ်မယ်ငါတော့တုံနေပေါ့တော့ကတော့ရှိပြီးတော့ဆို what ဟေဘဲရောင်ချတယ် okay ဆိုတော့ crafting တွေပဲချနောက်ကြတော့ကျွန်တော် wooden tools တွေလောက်ရမယ်အရေးကြီးတယ်ဆိုတော့တုံးလေးနဲ့ရနောက်တော့ဒီကတော့ကျွန်တော်pickaxe ရ axe ရလောက်ရမှာပေါ့နော်ဆိုတော့ yeahကျွန်တော်တို့ဒီ the real one the go ဆိုတဲ့အကောင်อ่ะပေါ့နော်မောင်းပါဟဲ့အဲ့လိုမျိုးမောင်းလို့တော့ဒီကောင်ပဲလို့ကျွန်တော်ဗီဒီယိုတွေထဲမှာကြည့်ဦးရပါတော့ the real one the go တဲ့အဲ့ကောင်ဘရော့မှာပဲ available ဖြစ်တာထင်တာပဲကျွန်တော်လေဂျာဗာမှာလည်းရှိမှာပေါ့နော်ကျွန်တော်မသိလို့ရှေ့ဆိုရင်လည်းပြောခဲ့အောင်ဆိုတော့
အိမ်ထဲနဲ့လေးလိုက်မှုရမယ်။ကျွန်မကုန်းဆင်းဖို့အတွက်ဆိုတော့ဒီအိမ်ရောချက်ရှိလား။ဒီရွာတော့ဆင်းရတာပဲမရှိရှိတော့မှပါကျွန်တော်ဒီမှာ torch cave ဆက်ပါရေးဆင်းရင်ကျွန်တော်အသုံးဝင်ဆိုတော့ဒီမှာလေးရှိသေးတယ်ဒီမှာလေး okay မရှိရှိရမှာဆိုတော့ကျွန်တော် stone နဲ့ပတ်သက်ပြီးတော့ကျွန်တော် stone ရဖို့အတွက်တော့အောက်တော့မဆင်းကျင်တော့အဲ့တော့ရွာသားရဲ့အိမ်ကပဲဖြတ်လိုက်တာပိုကောင်း hello လူရှိလဲဒီကောင်မှလူရှိလားဒီနောက်အကောင့်နေထားမှာမဟုတ်လားဒီကောင်မှလည်းမရှိ what ဆိုတော့ဒီညတော့ဒီရွာမှာပဲတဲလိုက်တာပိုကောင်းမယ်ဗျအဲ့ကြတော့ငါဘာလုပ်ရမလဲကျွန်တော်မှအင်းရရှိပြီးတော့ဆိုအိမ်ဆောက်ဖို့တော့မလိုဒီရွာမှာမွေဖို့ပဲလို့ဘေးနာဟီပဲရပြီးမှယူပေါ့ hello counts မင်းတို့ကအရင်လည်းမရှိကြဘူးကွာပေါက်လို့ဖွင့်ထားတော့ဘာလို့လဲတေးလိုက်တော့ညီလေး what ကိုရီးယားအဲ့လိုအကောင့်ဖမ်းဖို့အကောင့်တက်ဖို့အတွက်တော့အဲ့လိုလိုက်နေတာပြီးရင်လိုက်တက်စုံနေတာ what what happened ကိုလူမြင်လိုက်လားအဲ့ဘာဖြစ်တာတော့ what ကျိုးကဘာဖြစ်တာတော့ဟာအဲ့လောက်ကြည့်ကြမလူးတော့ကွာမင်းတို့ကကျိုးဒီနာကစုံးလေးနေမိုင်းမယ်ပေါ့နော်ဆိုတော့ကျွန်တော်ပိုကောင်းတဲ့ tools တွေရပြီ stone tools တွေပေါ့ဆိုတော့ကြာကျွန်တော်ဒီကောင်းလာမယ်ဆိုကျွန်တော်ပြန်တိုက်ဖို့ရစင်လေးဖြစ်ပြီးညရောက်တော့မယ်နဲ့တူရကျွန်တော်တင်တော့ဒီနာဒီဟာလေးထဲမှာကျွန်တော်ဒါကြီးကြိုလို့ရတယ်တော့စားရောက်လို့ဒီမှာနေကြိုထားလိုက်မယ်ဗျာ what နေကြာလာတာဘာဖြစ်လဲ what happened ပြန်มาတခုဖြစ်နေတယ်နေကြောအိပ်ရသွားယူမယ်အိပ်ရသွားယူမှာဖြစ်မယ်ရောင်ကြီးအကောင်မလာနဲ့အောင်နေအောင်ဒီမှာအိပ်ရရှိလားမရှိဘူးဆိုဟိုဘက်တော့ဟိုဘက်အိမ်မြင်နေကြာနေပြီအကောင်နေလာတော့မယ်မင်းအိပ်ရလေခဏလောက်နော်ခဏပဲအေးကြည့်ဆိုတော့အိမ်ပြန်မယ် let's go home bro မော်ရစ်ပန်းနေပြီကျွန်တော် horror တဲ့အိုက်ကောင်ကိုပူကြောက်တယ်ဆိုတော့horror ဝင်လာမှာဆိုလို့တော့ပိတ်ထားမှရမှာကြောက်လည်းမဟုတ်တာလန့်တာရုပ်တရက်ကြီးမောင်တော့ရဆင်မပြေပါဘူး okay ဝတ်သားတော့3ခုရပြီဆိုတော့ဒီတကားလည်းပိတ်ထားလိုက်မယ်3ခုရပြီဆိုတော့အဲ့ဒါစားလို့ရပြီပေါ့ဆိုတော့ရဘိုက်စားโอเคဆိုတော့ဘိုက်ပြေသွားပြီအဲ့ကြတော့ကျွန်တော်အခုတော့အိတ်လို့ရပြီလားမသိဘူးနင်းတော့ကြာနေရမယ်အဲ့ညနဲ့အတူတူပဲလားလို့ပဲဆိုတော့ကျန်တဲ့အသားလေးယူထားလိုက်ချက်ခိုင်းထားလိုက်မယ်ရုပ်ချက်ပြီးသားဖြစ်တော့ပေါ့ကြအဲ့ကြပိုကောင်းတာပေါ့တော့အိတ်တိုင်းပဲ hello good morning I have breakfast D&E jagui eat iron golem တန်ရာရနေဘာကြောင့်လဲ why bro iron golem မင်းတို့တန်ရာပူရအောင်လုပ်ဖို့လာပြီးရောခဏဆောင်ခဏလေးပဲဆောင်လာမယ် okay iron golem died iron golem ရှော့သွားပြီဆိုတော့ဒီမှာiron ဘယ်နဲ့3လောက်ရအောင်လဲပေါ့3တုံးနေအောင်နေရတာခါတိုင်းဆို5တုံးလောက်ရတာမှာဆိုတော့ကျွန်တော်3လုံးဆိုတော့iron တွေကိုကျွန်တော်ဘယ်လိုတော့မလဲဒီကိုကျွန်တော် iron sword ရယ်ဒီမှာကျွန်တော်ရှိရလို့လိုက်မှာပေါ့ဆိုတော့ iron sword ဆိုအကောင်လေးလိုင်းချက်ချင်းတီးလို့ရတယ်ဗျာဒီနေ့တောင်လိုင်းလာနိုင်တယ်ဒီကောင်လည်းပြောမရဘူးဆိုတော့ iron sword နဲ့ပြန်ကျုံးလို့ရပြီကျွန်တော်တဲခုံမယ်ဆိုလည်း easy ပဲဟိုလေကျွန်တော်မှလည်းရှိတော့ကြတဲခုံမယ်ဆိုလည်း easy ပဲကျွန်တော်ဆိုတော့ iron ကိုလည်းတက်တာတခါတော့ဒီကောဒီအဲ့ဒါမှ recording မလုပ်လိုက်အောင်အဲ့တော့ hello chicken give me chicken okay so တော့ what လာပြန်ပြီတော့ဒီအတန်နဲ့ယုံနေလားချောင်းနေရောပေါ်မှာဆိုလာခဲ့လားတီးမယ်လားငါမရှိလေရှိအေးဆေးပဲရောက်
ဘယ်ကောင်းမှကြောက်စရာမလိုဘူးရောအေးဆေးပဲဘယ်ကောင်းမှကြောက်စရာမလိုဘူးကျွန်တော်ဟိုတနေ့ညဟိုကလုပ်ဖို့မိပါပေါင်းမလုပ်ဖို့မိပါအဲကြောင့်ကျွန်တော်ဟိုကအသားရစားနေအသားပို့ပြီးအရာပြေသွားတယ်ဟုတ်လားလို့ဆိုတော့ကျွန်တော်ဘာလို့မလို့မသိဘူးကျွန်တော်ခလေးကြီးပဲဖွင့်တာဘာလို့မလို့ငါဘာလို့မလို့ဖွင့်တာဟောဟုတ်တာပဲကျွန်တော်ပေါင်းမလုပ်မှာနော်ဆိုတော့ပေါင်းမအကြောင်းပြောနေတာဆိုတော့ပေါင်းမလုပ်မယ်ဝီအကုန်ပြောင်းပြီးမှာပေါ့နော်ဆိုတော့ပေါင်းမတော့တော်တော်များများရလောက်နေဗျအားကြောင့်လည်းကြောင်းတော့အခုဒီမှာနေရမှာတော့မလုံးကြဘူးဆိုတော့အိမ်ထဲဝင်စကောဒါကျွန်တော်အိမ်အောင်မှလို့တော့ဒီကောင်အချိန်ကြီးရောက်လာမြင်လာအနောက်မှာ fuck what are you doing down there ကျွန်တော်ဒီကောင်အဲ့လိုစီကင်းကြီးနဲ့ထားလို့ရမလားမသိဘူးဟာဒီအတကတော့ကျူးသွား shit fuck what are you doing ဒီခါကျတော့ဒီကောင်မှာကောင်း3 year one တဲ့ကောဆိုရယ်ကောင်းတယ်ဒီကျွန်တော်ဒီကောင်းဒီမှာပဲအပြက်ရှင်းမယ်ဗျာရှိလဲရတယ်မင်းခွေရောက်လာစမ်းလာညီလေးညီနေဝေးခုတ်ချင်တယ်โอเคဒါမေးတော့ထီလို့ပြီးလို့ရတယ်ဆိုတော့ဒီစေးโอเคညီဝဟုတ်ပြီဒါကျွန်တော်တော့အခွင့်ကောင်းပဲမလီအသိကြီးကကျေးတာနားစီပေါတော့မယ် fuck go away man you're not welcome here မင်းဒီညမှာမကြိုးတော့ဘူးဗျ okay မင်းတော့မကိုးလိုက်တော့မင်းမကိုးရင်ငါမင်းကိုပို့ပေးမယ်နိဗ္ဗာန်မဟုတ်ဒီကောင်ငရဲလောင်းတော့သူ TV တို့ကဒီကောင်ကင်းနိုင်မယ်ဆိုကျွန်တော်ဆရာကြီးပဲ yeah ဆိုတော့ဒီကောင်ကင်းနိုင်မယ်ကျွန်တော်ဒါပဲကြိုးနော်တေးပါတော့ကွာမင်းတော့အသက်ပြင်းနေကောင်ပဲဘာလို့မသိဘူးဒီကောင်ခွာကြတဲ့ရိုက်လိုက်မှတေးကွာရောဥပြုတ်သွားလို့လည်းမသိဘူးဥပြုတ် okay ဆိုတော့ကျွန်တော်နိုင်ပါပြီနိုင်သွားပြီယော့ပထမအပိုင်းနေကိုဝန်တကိုးတကောင်လုံးကျုံးလိုက်ရတော့နင်းတော့စကီးမို့တော်ကြမ်းသွားပြီမင်းလုံးပြန်ပြီကွာမင်းခုလေးနေတေသွားတယ်လေကွာမင်းဘာလို့အဲ့လိုကြီးလန်လုပ်နေရတယ်လို့ဆိုတော့ပါတူးကြည့်ချင်တယ်ဆိုရင်တော့ comment မှာပါတူးလို့ရေးသွားပါ okay များရင်ဆက်တင်မယ်ပါတူးလို့ရေးချင်ဆက်တင်မယ်မများရင်ဆက်မတင် okay